ပြင်ဦးလွင်မှာ skin care နဲ့ cosmetic မျိုးစုံကိုတနေရာထဲမှာပဲအစုံရရှိနေတဲ့နေရာကိုရှာနေရလားဒါမှမဟုတ်ရင်လေရေမွေးနဲ့ပတ်သက်လာပြီဆိုရင်လုံးဝကို authentic ဖြစ်တဲ့ပစ္စည်းအမျိုးအစားတွေကိုပဲ store ထားရှိပေးထားတဲ့အပြင်မိန်းကလေးအတွက်ဆိုရင်လည်းအခုနောက်ပိုင်းမှာခေတ်စားလာတဲ့အရန်ကိုချစ်ဖို့ကောင်းတဲ့ Vietnam dress လေးတွေကိုဆိုရင်တခြားဆိုင်တွေမှာဆိုရင်တင်းကြော်ပေးနေရဆိုပေမဲ့ဒီဆိုင်လေးမှာကတောင်ကနလောင်နဲ့ရမယ်ဆိုင်လေးတစ်ခုစီကို Crystal ကခေါ်သွားပေးကြပါတယ်ဆိုင်လေးစာလေးရဆိုရင်တော့ပြင်ဦးလွင်မြို့ရဲ့ Cherry လမ်းမပေါ်နော်ရလန်းကိုရောက်ပြီဆိုရင်ဘယ်ဘက်ကိုကွေ Crystal အခုပြပေးခဲ့တဲ့လမ်းတစ်လျှောက်ကိုဘဲမကိုမကွေပဲတက်တက်မောင်းလာရမှာပဲဖြစ်ပါတယ်ပြီးရင်တော့လမ်းရဲ့ညာဘက်အချမ်းမှာဆိုရင်အခုမိတွေ့ခဲ့ရတဲ့ဓမ္မယံကိုကြော်လာမယ်အဲ့ဒီလမ်းရဲ့အကျော်နားလေးမှာဆိုရင်ပေါ့နော်လမ်းရဲ့ညာဘက်အချမ်းမှာပဲတိုက်ခန်းအသစ်တွေဆောက်ထားရှိတဲ့အဲ့နေရာမှာတည်ရှိနေတဲ့ Cherry Cosmetic and Beauty Collection ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်လမ်းနဲ့မယ်နေပြောရမယ်ဆိုရင်တော့နော်ရလန်းနဲ့နှင်းစီလမ်းတောင်မှာရှိရပဲဖြစ်ပါတယ်ဒီဆိုင်လေးကိုဆိုရင်ပေါ့နော် Crystal မိနစ်တုန်းကဆိုရင်လေ vlog လေးတစ်ခါတင်မှုတဲ့အဲ့တုန်းကတော့ဒီ commotion နဲ့နားလေးရဆိုင်ပေါ့နော်အခုတော့ဆိုင်နေရာအသက်မှာကြည်ကြဝန်းနဲ့ပြန်နေပြီးတော့ပြောင်းရွှေ့ဖွင့်လှစ်ထားပဲဖြစ်ပါတယ်ဒီဆိုင်မှာကလေရရှိနိုင်တဲ့ skin care နဲ့ cosmetic ဆိုရင်တော့ Crystal အခုပြပေးခဲ့တဲ့အတိုင်းပဲအမျိုးအစားတော်စုံလင်တာကိုတွေ့ရတယ်Crystal တင်တာဆိုရင်ပေါ့နော်ဒီဆိုင်လေးကိုအားလုံးကျဲမဲ့အချက်လေးရာဆိုရင်တော့ရေမွေးကျတဲ့သူတွေအတွက်ဆိုတော့လုံးဝကွက်တီပါတကယ်ကို authentic ပစ္စည်းတွေကိုပဲရောင်းချပေးတာဖြစ်တယ်ရေမွေးတွေကတော့အခုမြတွေ့နေရတဲ့အတိုင်းပဲစင်နေနဲ့ပေါ့နော်လုံးဝ stock တွေကိုအပြည့်ထားရှိပြီးတော့ရောင်းချပေးရဆိုတော့တော်တော်လေးကိုအဆင်ပြေတယ်မနေ့တုန်းကဒီဆိုင်လေးကို Crystal vlog တင်ပြီးတော့ဆိုရင်လည်းပေါ့နော်တချို့ Crystal ရဲ့ audience နေဆိုရင်ရေမွေးတွေဆိုရင်ဒီဆိုင်မှာတော့အများကြီးကိုသွားအားပေးထားတာကိုလည်းတွေ့ရပါတယ်ဆိုင်မှာရရှိနိုင်မယ်ပေါ့နော် skin care နဲ့ cosmetic တွေဆိုရင်တော့ Crystal တခုချင်းစီကိုအသေးစိတ်ရိုက်ပြပေးထားပါတယ်အားမလို့ကိုလိုချင်တဲ့ပစ္စည်းလေးတွေကဒီဆိုင်မှာရှိနေမယ်ဆိုရင်အမြန်ဆုံးသွားပြီးတော့ဝယ်ဖို့လုပ်မယ်ပေါ့နော်အောက်ထပ်မှာဆိုရင်အခုမြတွေ့ခဲ့ရတဲ့အတိုင်းပဲ skin care တွေ cosmetic ရေမွေးမျိုးစုံကိုရောင်းချပေးနေနေမကပါဘူးအပေါ်တက်မှာဆိုရင်လည်းအခုနောက်ပိုင်းမိန်းကလေးကြားမှာဆိုရင်ရေပန်းစားလာတဲ့ Vietnam dress လေးတွေလည်းရှိတယ်။ကဲဒါဆိုရင်ဒုတိယထပ်ကိုထပ်ပြီးတော့လိုက်ပြီးတော့ကြည့်လိုက်ရအောင်ပေါ့နော်။ဒုတိယထပ်ကိုဝင်သွားလိုက်မယ်ဆိုရင်တော့တကယ်လုံးဝမိန်းကလေးတွေကိုအကြိုက်တွေ့စေမယ်။အရန်ကိုချစ်ဖို့ကောင်းတဲ့ Vietnam dress လေးတွေအများကြီးရှိတယ်။တချို့ဆိုင်တွေမှာဆိုရင်ပေါ့နော်။တင်းကျော်ပေးဝယ်နေရတဲ့အချိန်မှာဒီဆန်မာကလေတောင်းကနလောက်နဲ့ဈေးနှုန်းတသားစားနဲ့ဝယ်ယူလို့ရမယ်။ဈေးနှုန်းတသားရဲ့အကြောင်းရင်းဆိုရင်လည်း Vietnam စက်ရုံကနေတိုက်ရိုက်ယူထားလို့ဖြစ်ပါတယ်။ဒါကြောင့်မလို့လက်လီရမကပါဘူးလက်ကားပြန်တဲ့ရောင်းချသူတွေအတွက်ဆိုရင်ဆိုင်မှာသွားပြီးတော့ကြည့်လို့ရရပေါ့နော်ပြီးတော့အခုလိုမျိုး skin care နဲ့ cosmetic နဲ့အထည်ဆိုင်လေးမှာဆိုရင်ပေါ့နော်အလုပ်လုပ်ချင်တဲ့ညီမလေးအတွက်ဆိုရင်လည်း save care လေးတွေကိုလည်းခေါ်ယူနေပါသေးတယ်ဒီဆိုင်ပိုင်ရှင်အမှားပေါ့နော်ပြောကြားချက်ရဆိုရင် TikTok မှာဗီဒီယိုလေးတွေကိုရိုက်ပြီးတော့တင်ပေးနေတယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်တဲ့ salary နဲ့ခံစားခွင့်လေးရဘယ်လိုရှိမလဲဆိုတာကတော့ဆိုင်မှာသွားပြီးတော့အသေးစိတ်မြင်မြန်ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကြောင့်မလို့အခုလိုမျိုးပစ္စည်းအစုံရတဲ့ Cherry Cosmetic and Beauty Collection ဆိုင်အသေးကြီးမှာသွားပြီးတော့ကြည့်ဖို့ရ Crystal ဒီကနေ့ပြန်ပြီးတော့ share လုပ်ပေးလိုက်ပါတယ်ပြင်ဦးလွင်မှာဆိုရင်အမျိုးသမီးတို့ကြီးရဲ့အသေးစိတ် skin care နဲ့ပတ်သက်လာပြီးဆိုရင် branded ပစ္စည်းတွေကို authentic တွေကိုပဲရောင်းချပေးနေတဲ့ပစ္စည်းအတူဖြစ်ခဲ့ရတောင်မှငွေတောင်မှပြန်ပြီးတော့အမ်းပြီးမယ်ဆိုတဲ့အာမခံချက်အပြည့်နဲ့ရောင်းချပေးနေတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ Authentic Skin Care နဲ့ပတ်သက်လာပြီးဆိုရင်တန်နေရာထဲမှာစိတ်ချယုံကြည်စွာဝယ်လို့ရပြီးတော့အစုံရရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဘယ်ဆိုင်လေးဖြစ်မလဲဆိုတာ Crystal နဲ့တူလိုက်ပြီးတော့ကြည့်လိုက်ရအောင်နော်။ဆိုင်လေးစာလေးရဆိုရင်တော့ပြင်ဦးလွင်မြို့ရဲ့ Cherry လမ်းမပေါ်အခုမြင်တွေ့နေရတဲ့ K1 နဲ့ Omega လမ်းကြားတက်ဝင်လာမယ်။နောက်ပြီးရင်တော့ကာဗန်နတော်ရဲ့အကျော်ပီတာယာလမ်းလေးဆောင်ရောက်ပြီးဆိုရင်လေဘဲမှမကွေပဲတက်မောင်းလာမယ်ပြီးတော့နောက်ထပ်လမ်းဆက်တစ်ခုကိုတွေ့ပြီးဆိုရင်တော့ဘယ်ဘက်ကိုကွေအဲ့ဒီအတိုင်းသွားပြီးရင်ရွှေခက်လက်ဖေးဆိုင်ရောက်ပြီးဆိုရင်ညာထက်ကွေလိုက်မယ်ဆိုရင်တော့နေအိမ်အကျော်မှာတည်ရှိနေတဲ့ The Concept ဆိုတဲ့ Authentic Skin Care တွေကိုရောင်းချပေးနေတဲ့ဆိုင်ကြီးပဲဖြစ်ပါတယ်။ Crystal တို့ပြုံးလည်မှာဆိုရင်ပေါ့နော်ဒီဆိုင်လေးမှာက branded ပစ္စည်းနဲ့ပတ်သက်လာပြီးဆိုရင်ပေါ့နော် Authentic ပစ္စည်းတွေရတဲ့အတွက်ကြောင့်တကူးတကသွားပြီးတော့ဝယ်ရတယ်အဲ့လောက်ထိအောင်ပေါ့နော်စိတ်ချရတဲ့အတွက်ကြောင့်ပြင်ဦးလည်မှာဆိုရင် The Concept Authentic Skin Care ဆိုပြီးတော့ရေရှည်ရက်တည်လာခဲ့တဲ့တော်တော်လေးကိုကြာခဲ့ပါပြီဒီဆိုင်လေးကလေဟိုးရင်တော့ဆိုရင်ပေါ့နော် Crystal တို့ဒီမျိုးပတ်လန် Cherry လန်အနီးနားမှာဖွင့်ခဲ့တာပေါ့နော်အခုဆိုရင်တော့ဆိုင်နေရာတဲ့မှာပြောင်းရွှေ့ဖွင့်လှစ်ထားပဲဖြစ်ပါတယ်ဒီဆိုင်မှာကလေ Crystal ခုပြပေးနေတဲ့ Estee Lauder Lancome Clinic Dior Chanel SK2 အစားရှိတဲ့ Authentic Skin Care မျိုးစုံရအောင်လည်းမကပါဘူးရေမွေးကျတဲ့သူတွေအတွက်ဆိုရင်လည်းအခုလိုမျိုး branded ရေမွေးအစုံကိုလည်းတနေရာထဲမှာဝယ်ယူရရှိနိုင်အောင်မှာပဲဖြစ်ပါတယ်ဒီဆိုင်မှာကလေ Crystal ရှိမှပြပေးခဲ့တဲ့အတိုင်းပဲပေါ့နော် branded ပစ္စည်းတွေကိုဆိုရင်
BKK import နဲ့အတူလုံးဝမရဘူးပစ္စည်းအတူဆိုခဲ့ရင်တော့မှပေါ့နော်ငွေတောင်ကပြန်ပြီးတော့အမ်းပေးမယ်ဆိုတဲ့အာမခံချက်အပေးနဲ့ရောင်းချပေးရဆိုတော့လေဝယ်ယူတဲ့သူတွေအတွက်ဆိုရင်လေရေုံကြီးကြီးနဲ့ဝယ်လို့ရပြီးတော့စိတ်တန်းကြမိစေရပါတော့လုံးဝအသေးကြပါပဲဒီဇင်ဘာကလေ Crystal ရှိမှပြပေးခဲ့တဲ့ branded ပစ္စည်းရောက်နေမကဘူးပေါ့နော်အခုလူချိန်မှာဆိုရင်နာမည်ကြီး trending ဖြစ်နေတဲ့လူသုံးများနေတဲ့ကိုရီးယားဂျပန် US UK စင်ကာပူ brand တွေကိုဆိုရင်လည်းတနေရာထဲမှာရောင်းချပေးနေရဆိုတော့တော်တော်လေးကိုအဆင်ပြေတယ် Crystal သွားခဲ့တဲ့နေရာဆိုရင် ordinary series ဆိုလည်းအစုံရတဲ့အပြင်ကမှအခုရပိုင်းမှာခေတ်စားနေတဲ့ Mini Juke ဆိုလည်းအစုံရရပေါ့နော်ဒီဇိုင်းလေးမှာကလေ authentic ပစ္စည်းတွေကိုပဲရောင်းချပေးနေဖြစ်တဲ့အတွက်ကြောင့် Crystal follower လေးလည်းဝယ်တဲ့အခါမှာဆိုရင်အတုံးမိမှာကြတဲ့သူတွေအတွက်ဆိုရင်ပေါ့နော်ဒီဇိုင်းမှာသွားပြီးတော့စိတ်ချလက်ချဝယ်လို့ရပြီဆိုတဲ့အကြောင်းကို Crystal ရ develop လေးနဲ့ပြန်ပြီးတော့ share ဝင်လုပ်ပေးလိုက်ပါတယ်ပြုံးလင်မှာလိုရှင်မျိုးစုံ Novo ကနေထုတ်လုပ်ထားတဲ့ပစ္စည်းမျိုးစုံအပြင် Roman ကနေထုတ်လုပ်ထားတဲ့နှက်ခမ်းဒီအယောင်မျိုးစုံကိုတနေရာထဲမှာစုံစုံလင်လင်နဲ့ဝယ်ယူရရှိနိုင်မယ့်ဆိုင်အကြောင်းကို Crystal နေပြန်ပြီးတော့ share ဝင်လုပ်ပေးချင်ပါတယ်ဒီဆန်လေးရဲ့လိပ်ဆက်လေးကကြတော့ပြုံးလင်မျိုးရဲ့မန်ဒီလက်ရှိုးလမ်းမှာပေါ့အားတော့ချိန်ရဲ့အကျော်မှာဆိုရင်ဘူရာဘက်ကိုကူးတဲ့လမ်းရှိရဲပေါ့နော်အဲ့လမ်းချက်တွေကိုမောင်းသွားရမယ်ဖြစ်ပါတယ်ပြီးတော့ပြီဆိုရင်တော့အဲ့လမ်းရဲ့ဘဲဘက်အချမ်းမှာပဲတည်ရှိနေတဲ့ပေါ့ကင်းဆိုတဲ့ဆန်လေးပဲဖြစ်ပါတယ်ဒီဇိုင်းလေးရဆိုရင်တော့ပြုံးလင်မှာဆိုရင်ဟိုးရင်ကနေကပေါ်နေပတ်သက်တဲ့ပစ္စည်းမျိုးစုံကိုလက်လီတကရောင်းချပေးနေတဲ့ဆိုင်လေးပေါ့နော်အခုဆိုရင်တော့သူ့ဆိုင်ရဲ့ဘေးမှာဆာကူရာအနေနဲ့ skin care နဲ့ cosmetic မျိုးစုံကိုတနေရာထဲမှာဝယ်ယူရရှိနိုင်နေပါပြီ Crystal design ကိုကြည့်ရတဲ့လောက်ဆိုရင်သူ့ဆိုင်မှာကလေ Novo နဲ့ပတ်သက်တဲ့ပစ္စည်းမျိုးစုံဆိုရင်နှကန်းနီတွေပြီးတော့ပြီးရင်ခုရှင်တွေမျိုးစုံကိုတနေရာထဲမှာအစုံလေးဝယ်ယူရရှိနိုင်နေပေါ့နော်သူရှိမှာဒီ lipstick နဲ့ပတ်သက်တာလေးဆိုရင်လေ tester လေးထားရှိပေးထားဆိုတော့တော်တော်လေးကိုအဆင်ပြေတယ် Novo ကနေထုတ်လုပ်တဲ့ပစ္စည်းမျိုးစုံနဲ့မကပါဘူးဒီဆိုင်မှာကလေရိုမန်နဲ့ပတ်သက်တဲ့နှကန်းတွေဆိုရင်လည်းအယောင်ဆုံး model အစုံကိုတနေရာထဲမှာဝယ်ယူရရှိနေတာဆိုတော့ Novo ပစ္စည်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ရိုမန်နဲ့ပတ်သက်တာဖြစ်ဖြစ်ပစ္စည်းအမျိုးစုံကိုတနေရာထဲမှာစုံလင်နဲ့ဝေးချယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီဆိုင်လေးမှာတော်ထွန်းကြည့်တင်ပါတယ်ဒီဆိုင်မှာကလေတခြားရရှိနိုင်မယ့်ပစ္စည်းတွေဆိုရင်တခုချင်းစီကို Crystal အသေးစိတ်ရပြီးပြထားပြီးရပေါ့နော်အဲ့ဒါအောင်မှာကိုလိုချင်တဲ့ပစ္စည်းနဲ့ကတ်တဲ့ဆိုရင်ဒီဆိုင်ထဲမှာသွားပြီးတော့မင်းပြီးဝယ်လို့ရတယ် Crystal ကနောက်ထပ်ဒီဆိုင်မှာထပ်ပြီးသဘောကျတာရောလေလိုရှင်းစင်ဆိုအရင်သဘောကျတာပေါ့နော်သူရှိမှာလိုရှင်းနေဆိုရင်လေအမျိုးအစားတော်တော်စုံလင်ကိုရှိတာကိုတွေ့ရတယ်ဘူးတိတိလေးရလေးစားပြီးခောက်ဖို့အကြီးတွေအစားရှိရပေါ့နော်တကယ်တော်တော်လေးကိုစုံအောင်တွေ့ရပါတော့ဒီဆိုင်မှာကလေ Crystal ခုပြပေးခဲ့တဲ့အတိုင်းပဲလိုရှင်းကလေအမျိုးအစားကတော်တော်စုံလင်ရှိရဖြစ်တဲ့အတွက်ကြောင့်လိုရှင်းကောင်းလေးရွေးချယ်နေဆိုရင်ဒီဆိုင်မှာသွားပြီးတော့ try ကြည့်လို့ရပါတယ်